ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာဖျားเจ้าတစ်ခုတည်းကိုနှစ်ပေါင်း100ကျော်ကြာတိုက်ခိုက်နေခဲ့ကြတာပါအခုဆိုရင်အခြေအနေတွေကပိုပြီးတော့အနည်းများလာပြန်ပါပြီဒီညှင်းပွားမှုဟာပြင်သစ်ကိုလိုနီခေတ်ကတည်းကစတင်ခဲ့တာပါပြင်သစ်တို့ကမြေပုံဆွဲတဲ့အခါအမှားယွင်းတစ်ခုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့ထိုင်းကဒီနေ့ထိပိုင်ဆိုင်တယ်လို့ခိုင်မာပြောနေတဲ့ဖျားเจ้าကိုကမ္ဘောဒီးယားဘက်မှာထည့်သွင်းပေးခဲ့တာပဲဖြစ်ပါတယ်1962ခုနှစ်မှာကမ္ဘာတရားရုံးကအဲ့ဒီဖျားเจ้าဟာကမ္ဘောဒီးယားပိုင်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့ထိုင်းကကျုပ်တို့ကအပေါ်ပိုင်းကိုပဲရှုံးတာဘေးပတ်ဝန်းကျင်မြေတွေကိုမရှုံးဘူးလို့ပြောခဲ့ပါတယ်2000ပြည့်နှစ်တွေမှာတော့နှစ်ဖက်စစ်သားတွေပြစ်ခတ်မှုတွေဖြစ်ခဲ့ကြပါသေးတယ်2025ခုနှစ်မှာတော့တိုက်ပွဲတွေပြန်ဖြစ်လာခဲ့ပါတယ်ဒီကြောင့်တိုက်ခိုက်မှုတွေနေဆက်တွေပိတ်တာအခုဆိုတန်တမန်တွေပါထွက်ခွာနေရပါပြီဒီဖျားเจ้าဟာမင်္ဂလာပွဲတွေထက်တိုက်ပွဲပေါင်းများစွာကိုကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်ဒါကတမိုင်းကြောင်းကြောင့်လားနေမြေပိုင်ဆိုင်မှုကြောင့်လားဒါမှမဟုတ်ဂုံတိတ်ခါကြောင့်လားသုံးခုစလုံးကြောင့်လည်းဖြစ်နိုင်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုဆက်ပြီးတော့ကြည့်ကျင်နေဆိုရင်တော့ channel ကို follow လုပ်ထားပေးပါဦးနော်ကျေးဇူးတင်ပါတယ်